ကျွန်တော်ကိုယ်တိုင် body combat instructor တယောက်ဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာ class ထဲမှာလူအများကိုဥဆောင်တင်ကြားဖို့မဟုတ်ပါဘူးကိုယ့်ရဲ့ဘဝမှာပတ်ဝန်းကျင်ကိုဥဆောင်နိုင်ဖို့ပါ body combat instructor ဖြစ်လာပြီးနောက်ပိုင်းမှာကျွန်တော်သိလာတာတစ်ခုရှိပါတယ်ဘဝမှာကိုဖြစ်ချင်တာဖြစ်လာဖို့ဆိုရင်ကိုဘေးကသူတွေထက်တော်စရာမလိုပါဘူးမနေ့ကကိုယ့်ထက်ပိုတော်ကိုပဲအရေးကြီးပါတယ်ဒီလိုစိတ်ဓာတ်တွေကြောင့်မလို့ level အထင်မှာအခုဆိုရင် body combat certified instructor အယောက်30ကျော်ရှိလာပါပြီ group fitness instructor ဆိုတာလေ့ကျင့်ခန်းတစ်ခုရင်ပြရတဲ့သူမဟုတ်ပါဘူးလူအများရှေ့မှာကြောရဲဆိုရဲပြီးတော့ယုံကြည်မှုရှိရှိဦးဆောင်တင်ကြားနိုင်သူပြင်ပန်းနေတော့အပြုံးမပြတ်ပဲရှေ့ဆက်တင်ကြားနိုင်သူကိုယ့်ကိုလေးစားတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်သူဖြစ်ရပါမယ်တာမန်ဘွားကနေ warrior mindset နဲ့လေ့ကျင့်တင်ကြားနိုင်ဖို့တချင်းနေတဲ့အတူယုံကြည်မှုရှိရှိဦးဆောင်တင်ကြားနိုင်တဲ့ group fitness instructor များဖြစ်ဖို့ fitness industry မှာ international group fitness program များကိုစတင်လေ့လာနိုင်ဖို့ match လာ25 26 29မှာရန်ကုန်နဲ့ online အတွက် level up team ရဲ့ mentorship program များစတင်တော့မှာဖြစ်ပါတယ်ထိထိရောက်တင်ကြားနိုင်မှုအတွက်လူဦးရေကန့်သက်ထားတာကြောင့်အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်